ကက်ကက်မှာမြန်မာစာအခုထိမမှန်သေးတဲ့လူတွေရှိလားဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ပြီးတော့ like လုပ်ကြည့်လို့ရပါတယ်ကျွန်တော်အခုပြောပြပေးမယ့်နည်းလမ်းက font application တွေလုံးဝမလိုသလို keyboard လည်းထပ်စရာလုံးဝမလိုပါဘူးအဲ့တော့အရင်ဦးဆုံးလိုအပ်တာကကျွန်တော်တို့ CapCut software ဖြစ်ပါတယ် CapCut software တွေကိုဝင်ပြီးသွားရင်ကျွန်တော်ဒီမှာတစ်ချက်စမ်းပြပေးမယ်နော်ဒီမှာဆိုရင်ကျွန်တော်ကဒီမြန်မာစာထည့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အရင်တုန်းကဆိုရင်font ဟိုဒီ keyboard ပေါ့နော် keyboard တွေလိုတယ်ပြီးသွားရင် font တွေ install သွင်းရတဲ့ application တွေလိုတယ်ဒါပေမဲ့အခုပြပေးမယ့်နည်းလမ်းကြီးကတော့ဒါတွေမလိုတော့ပါဘူးနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် task ပေါ့နော်အသစ်လေးခေါ်လိုက်မယ်ပြီးသွားရင် tab ဆိုလေးနှိပ်မယ် okay အဲ့ဒီမှာကျွန်တော်တို့ဒီမှာ font ဆိုတဲ့နေရာလေးကိုတွားလိုက်ပါနော် font ဆိုတဲ့နေရာလေးကိုတွားပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဘက်အစုံဆုံးမှာ my font ဆိုတာလေးရှိပါတယ်ဆိုတော့ my font လေးကိုဝင်လိုက်ပါပြီးသွားရင်ဒီမှာကတော့ကျွန်တော်ကမြန်မာစာဒီ font လေးတွေကိုထည့်ပြီးသွားပြီရေတို့မိတ်ဆွေတို့ကကျတော့မထည့်ရသေးတဲ့အတွက် add ဆိုတဲ့အပေါင်းလေးကိုနှိပ်လိုက်ပါ okay ပြီးသွားရင်ဒီမှာ my font ဆိုတာလေးကိုရွေးပေးရပါမယ် okay ဒီမှာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ font ကိုထည့်ထားတဲ့ဒီfile ကိုတွားရွေးပေးရမှာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်တော့ဒီမှာ font ဆိုပြီးတော့ folder လေးတစ်ခုတက်ခွဲထားပြီးတယ်ဒါဆိုရင်ဒီဟာလေးတွေကိုကျွန်တော်တို့အမှန်ချစ်လေးတွေချစ်ပြီးသွားလို့ရှိရင်ဒီမှာ open ဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီကျွန်တော်ကတော့ထည့်ပြီးသားဖြစ်တဲ့အတွက်ထပ်နှိပ်စရာမလိုတော့ပါဘူးအဲ့တော့ဒီ font တွေကဘယ်ရမှာလဲ okay ကျွန်တော်ရဲ့ဒီ account မှာပဲပေါ့နော် profile မှာကျွန်တော် Telegram ကျွန်တော်ရဲ့ account လေးထည့်ထားပေးပါတယ်အဲ့ဒီကိုတွားပြီးတော့ font လေးတွေတောင်းလို့ရပါတယ်ကျွန်တော် free ပေးပါမယ်ခင်ဗျာokay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ original ဒီ keyboard နဲ့ပဲเนาะဒီမြန်မာ font ကိုအဆင်ပြေပြေစလုံးမှန်မှန်နဲ့အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်စမ်းပြပေးပါမယ်တစ်ခုနဲ့ပေါ့နော် okay ဒီမှာဆိုရင်ကျွန်တော်တို့ကဒီနော်ဒီမှာဆိုရင်စာကလုံးဝမှန်သွားပါပြီအဲ့တော့ဒီ font ကိုမသုံးတဲ့သူတွေဆိုရင်အရင်တုန်းကဆိုရင်တော့ကျွန်တော်တို့က font တွေလုံးဝမမှန်ပါဘူးဒီမှာကျွန်တော်တရားနေပြီးတော့font တစ်ခု keyboard sorry ဒီမှာဆိုရင်ကျွန်တော်ကဒီ font တစ်ခုယူလိုက်မယ်နော်ဒီမှာဆိုရင် font တွေကလုံးဝမှန်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ပေးတဲ့ font လေးနဲ့ဆိုရင်မြန်မာ font ကလုံးဝအဆင်ပြေပြေမှန်သွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့အခုကျွန်တော်ပြောပြပေးတဲ့နည်းလမ်းလေးကမိတ်ဆွေတို့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်